မီးပိုးကောင်အနေနဲ့ဘလို့ကာကွယ်ကြမလဲတကယ်လို့ကိုကမီးပိုးကောင်နဲ့ထိတွေ့မိသွားပြီဆိုလို့ရှိရင်လည်းအခြေအနေအရင်မဆိုးလာအောင်အိမ်မှာဘလို့နီးလန်းလေးနဲ့ကုသမှုပြုလုပ်ထားလို့ရရဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာဒေါက်တာကပြောပြပေးသွားခြင်းပါတယ်အားလုံးပဲမင်္ဂလာပါကျမကတော့အရေးပြားနဲ့လှပဆိုင်ရာဆရာဝန်ဒေါက်တာတီဗီပါမီးပိုးကောင်ကဘာလဲဆိုလို့ရှိရင်သူကအင်းဆက်အမျိုးအစားတွေတဲ့အကောင်တစ်မျိုးပဲသူ့ကိုအင်္ဂလိပ်လိုဆိုလို့ရှိရင် Nairobi fly လို့ခေါ်တယ်တကယ်တော့သူကကြိုက်လည်းမကြိုက်တတ်ဘူးတုတ်လည်းမတုတ်တတ်ဘူးသူ့ခန္ဓာကိုယ်ထဲမှာဒီ acid လိုမျိုးအဆိပ်ရည်လေးတွေတိတ်ဆောင်းထားတယ်သူကလူတွေကသူ့အန်ရပြီးတော့မယ်လို့ထင်ရင်သို့မဟုတ်လို့ရှိရင်လူတွေကသူ့ကိုအကောင်တွေးလို့ဆိုရင်ရိုက်လိုက်တယ်ခြေလိုက်တယ်ပုတ်လိုက်တယ်ဆိုသူ့ခန္ဓာကိုယ်ရဲ့အဲ့ acid အရည်တွေကထွက်လာပြီးတော့မှအရည်ပြားပေါ်မှာပြဿနာလာပေးရပဲဖြစ်ပါတယ်အဲကြောင့်မလို့ဒီဘိုးကောင်နဲ့ထိတွေ့ပြီးလူတော်တော်များများလည်းအကိုက်ခံရလိုက်မှလည်းမသိဘူးဘာဖြစ်မှန်းမသိဘူးပြီးတော့မှသာရဲလာမှသာအော်ဒါဒီဟာဖြစ်တာထင်တယ်ဆိုပြီးတော့သိကြတာပေါ့နော်လက္ခဏာတွေအနေနဲ့ဆိုလို့ရှိရင်ဒီမီးဘိုးကောင်ရဲ့အဆိပ်ရည်နဲ့ထိတွေ့ပြီးတော့တရက်နှစ်ရက်အတွင်းမှာအသားရည်ကအရန်ရားတယ်ရဲတယ်ဆက်တယ်ပြီးလို့ရှိရင်ပူဆက်ပူလောင်လိုမျိုးပေါ့နော်အဲ chemical burn ဖြစ်တယ်လို့မျိုး acid လောင်တယ်လို့ခန်းစားချက်မျိုးရတယ်ပြီးတော့3ရက်ကနေ4ရက်အတွင်းမှာဆိုလို့ရှိရင်အရည်ကြည်မှုတွေထလာပြီးတော့မှရောင်ရမ်းမှုကလည်းအမြင့်မားဆုံးစပြီးတော့ဖြစ်လာပါတယ်ဒီအတိုင်းသူ့ဘာသူပျောက်ဖို့ဆိုလို့ရှိရင်2ပတ်3ပတ်လောက်ကြာတတ်တယ်ပျောက်သွားပြီးပြီဆိုလို့ရှိရင်လည်းရောင်ရမ်းမှုအရန်များပြီးတော့မှပျောက်သွားတဲ့အနာဖြစ်တဲ့အတွက်ကြောင့်မလို့အသားအရည်မှာ PIH လို့ခေါ်တဲ့အမဲကွက်လေးတွေအညိုကွက်လေးတွေကြံခဲ့တတ်တာမျိုးဖြစ်တတ်ပါတယ် whitening cream လေးတွေပြန်ပြီးတော့လိမ့်လို့ရပါတယ်ကုသမှုအနေနဲ့ဆိုလို့ရှိရင်ကိုကမီးဘိုးကောင်နဲ့ထိတွေ့ထားတယ်လို့တန်တရားရှိပြီဆိုတာနဲ့အဲ့ဒီ area လေးကိုရေနဲ့ဆက်ပြောင်အသုံးပြုပြီးတော့မှရေနိုင်ဆေးပေးရမယ်ဒုတိယအနေနဲ့ဒေါက်တာတို့ကရေခဲဝတ်လေးကိုအုပ်ထားပေးရမယ်အဲ့ဒီနေရာမှာအရေးကြီးတာလုံးဝရေအပူသုံးလို့မရဘူးရေခဲတိုက်ရိုက်ကတ်တာမျိုးလည်းမဟုတ်ပဲနဲ့ရေခဲအဝတ်ကလေးကိုပဲကြာလေးအုပ်ထားပေးပါပြီးလို့ရှိရင်ကိုကထိတွေ့ထားမကြသေးဘူးဆိုလို့ရှိရင် iodine solution လို့ခေါ်တဲ့ဆေးဝါရည်လေးနဲ့တန့်စင်ထားပေးလို့ရတယ်ဒီဆေးဝါရည်မှာပါတဲ့ဓာတ်တစ်မျိုးကဒီမီးပိုးကောင်ရဲ့အဆိပ်ရည်ကိုဖယ်ရှားပေးနိုင်တဲ့တတိရှိတယ်။ပြီးတော့ဒုတိယအနေနဲ့ကကြတော့ဒေါက်တာတို့အိမ်တွင်းမှာသုံးတဲ့မိတ်ဖူးပေါက်လို့ရှိရင်လိမ့်တဲ့ calamine solution လို့ခေါ်တဲ့ဒီ messenger လိုမျိုးပေါ့နော်ပန်းရောင်အနှစ်ကလေးအဲ့အရည်လေးကိုအရင်လိမ့်ထားပေးလို့ရပါတယ်။3ရက်ကြာလို့အရေးကြီးဘူးလေးစထလာပြီဆိုလို့ရှိရင်ဒေါက်တာတို့ normal saline လို့ခေါ်တဲ့ saline solution လေးနဲ့ပဲဒီဆေးမလိမ့်ခင်မှာအဲ့ဖြစ်နေတဲ့အနေအလေးတွေကိုဖွားလေးပေါ့နော်တန့်စင်ပေးမယ်ဒုတိယအနေနဲ့ကhydrocortisone လို့ခေါ်တဲ့ steroid အပျော့စားကိုအသုံးပြုပေးလို့ရတယ်။တနေ့ကို2ချိန်ကနေ3ချိန်လိမ့်ပေးလို့ရပါတယ်။ဒီ3-4ရက်ကြာပြီလို့ရှိရင်အဲ့အရေးကြီးဘူးလေးတွေက6သွားတတ်တယ်။6သွားတဲ့အခါမှာတတိထားမှာကတို့သွားခွာတာမျိုးတွေဖဲ့တာမျိုးတွေမလုပ်ရဘူးပေါ့နော်။သူ့ဘာသာသူပဲဒီအချိန်တန်လို့ရှိရင်ကွာကျသွားပါလိမ့်မယ်။သွားပြီးတော့မှခွာလိုက်တာဖဲ့လိုက်တာဆိုလို့ရှိရင်အမာရွတ်ထင်နိုင်တဲ့ chance ကပိုပြီးတော့များသွားပါလိမ့်မယ်။အဲ့တော့မီးဘိုးကောင်တွေကို့အနာအောင်မရောက်လာဖို့ဆိုလို့ရှိရင်ဒေါက်တာတို့အနေနဲ့ကိုယ့်ရဲ့အိမ်မှာရှိပတင်းပေါက်တွေတကားတွေကိုတေချာလုံးလုံးချုံချုံပိတ်ထားမယ်ချင်းလုံးတန်းစကားရှိလို့ရှိရင်လည်းချင်းလုံးတန်းစကားမျိုးအသုံးပြုထားမယ်ပြီးညအိတ်လို့ရှိရင်လည်းချင်းအောင်တေချာထောင်အိမ်မယ်ပြီးတော့ဒီမီးဘိုးကောင်ဘာကိုကြိုက်လဲဆိုအလင်းကိုကြိုက်တယ်ဒီမီးချောင်းတွေမီးသီးတွေကထွက်တဲ့ fluorescent light ကိုအရင်ကြိုက်တာဖြစ်တဲ့အတွက်ကြောင့်ညအိတ်တဲ့အခါကျရင်မီးပိတ်ပြီးတော့မှအိတ်ပါပြီးတော့ကိုကဒီအပင်နေနာသွားတဲ့အခါအင်ကြီးအရှိဘောင်းမီလက်ရှိလေးတွေဝစ်ပြီးတော့မှသွားနိုင်တယ်ချင်းတို့ပရွက်စိတ်တို့ပြပိုးဟတ်တို့ဖြန်းလို့ရတဲ့ insecticide ဖြန်းတဲ့ဆေးရည်လေးတွေရှိရဲအဲ့ဆေးရည်လေးနဲ့ဖြန်းပြီးတော့လည်းမီးဘိုးကောင်အနေရောကာကွယ်ထားလို့ရပါတယ်ပြီးတော့ဒီအကောင်ကဘယ်နေရာမှာနေရတာကြိုက်လဲဆိုလို့ရှိရင်ဟင်းသီးဟင်းရွက်အဆွေးအမြည့်တွေပေါ့နော်အဲ့လိုမျိုးဒီတဘာဝမြေဩဇာလိုမျိုးတွေအဲ့လိုမျိုးပြုလုပ်ထားမျိုးရှိရဲဆိုလို့ရှိရင်အဲ့ဒါတွေကိုဖယ်ရှားရှင်းလင်းထားသင့်ပါတယ်ဆိုတော့အခုဒေါက်တာကမီးဘိုးကောင်နဲ့ထိတွေ့မိလို့ရှိရင်ဘယ်လိုလက္ခဏာတွေဖြစ်နိုင်တယ်ဘယ်လိုကုသလို့ရတယ်ဘယ်လိုကာကွယ်လို့ရတယ်ဆိုတဲ့ဟာတွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ဆိုတော့အားလုံးပဲဂယူဒီဇိုင်လေးနဲ့ဒီမီးဘိုးကောင်အန်ဒီကနေပြီးတော့မှကင်းဝေးနိုင်ကြပါစေရှင်